ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ unboxing လုပ်ပြသွားမှာကတော့ဒီ Xiaomi ရဲ့ SPU မီကြီးကနေထုတ်တဲ့ပေါ့နော်ဒီ2 box case လေးအကြောင်းကိုကျွန်တော် unboxing လုပ်ပြသွားမှာဖြစ်ပါတယ်ဒီ2 box case ကိုကျွန်တော်ဝယ်ပေးရတဲ့အကြောင်းရင်းရတယ်ကျွန်တော်ပထမတော့ဒီ electric screwdriver ဆိုပြီးတော့ပေါ့နော်ဒီ Xiaomi ကပဲထုတ်တဲ့ဒီမီကြီးကပဲထုတ်တဲ့ပေါ့နော်ဒီ screwdriver လေးကိုကျွန်တော်ဝယ်လိုက်တယ်ပေါ့နော်ဟိုကနေ Lazada ကနေကျွန်တော်မှာလိုက်တယ်ဒါပေမဲ့ကျွန်တော်ဝယ်တာမှားသွားတယ်ပေါ့နော်ကျွန်တော်ကelectric screwdriver မှတ်လို့ကျွန်တော်ဝယ်လိုက်တာပေါ့နော်ဒါပေမဲ့တကယ်တမ်းလည်းကြောင်းသူက manual ဖြစ်နေတာပေါ့နော် manual ဖြစ်နေတဲ့အတွက်ကြောင့်မလို့ manual ပေါ့နော် manual ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်နောက်ထပ် screwdriver ပေါ့နော် electric screwdriver လိုချင်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရှာရင်းထဲမှာဒီမီကြီးပေါ့နော်2 box case ကိုတော့တွေ့တာပါတော့ခီးတွေပိုင်းလည်းသွားနေတယ်ဆိုလို့ရှိရင်ကားပေါ်မှာလည်းဆောင်းထားတဲ့နယ်လို့ကျွန်တော်ထင်လို့ပေါ့နော်သူ့မှာလည်းဒီ accessory တွေကအများကြီးပါတယ်အတွက်ကြောင့်မို့ကျွန်တော်2 box case လေးကိုကျွန်တော်ဝယ်လိုက်ရခြင်းဖြစ်ပါတယ်ဟုတ်ကျွန်တော် unboxing လုပ်ပြပါမယ်သူရဲ့ weight ကလေးอ่ะပေါ့เนาะသူရဲ့ weight ကကြတော့သူကသူ့ရဲ့ dimension က290 230 80 mm ရှိတယ်ပေါ့เนาะ weight အဖြစ်ဆိုလို့ရှိရင်တော့ 2.4 နဲ့ 2.68 လောက်ရှိတယ်ပေါ့เนาะ kg ရှိတယ်ပေါ့เนาะဒါကတော့ user manual ပေါ့เนาะ user manual လေး user manual ကတော်တော်များများတရုတ်လိုပဲဗျတရုတ်လိုပဲဆိုတော့အင်္ဂလိပ်လိုတော့မပါဘူးအဲ့တော့တချို့ဟာလေးကျွန်တော် website ကနေကျွန်တော်ကြည့်ပြီးတော့တစ်ချက်ရှင်းပြပေးမှာပေါ့နော်တော့ minimalist design ပေါ့နော်ဒီဇိုင်းလေးကတော့တော်တော်မိုက်တယ်ဗျ compact လည်းတော်တော်ဖြစ်တယ်ပေါ့နော်သူရဲ့ logo လေးနဲ့ပေါ့နော်ဟုတ်ပြီကျွန်တော်အထဲကိုတစ်ချက်ဖောက်ကြည့်လိုက်မယ်ပေါ့နော်ချက်ကြည့်မယ်ဆိုရင်ပထမဆုံးဒီဘက်အချမ်းကိုကျွန်တော်အရင်ပြောပြလိုက်မယ်နော်ဒီဘက်အချမ်းမှာအရင်ဆုံးဘာတွေပါလဲဆိုတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ပထမဆုံးပေါ့နော်screwdriver လေးအကြောင်းကျွန်တော်အရင်ပြောပြမှာပေါ့နော်ဒီ electric screwdriver လေးဒီ electric screwdriver ကသူ့ရဲ့ဒီ website မှာရေးထားတာတော့သူက step 3ခုပါတယ်ပေါ့နော်step 3ခုပါတယ်သူ့ရဲ့အမြင့်ဆုံးဒီလှည့်နိုင်တဲ့အားကတော့4 newton meter ပေါ့နော်4 nm ထိလှည့်လို့ရတယ်ပေါ့နော်ပြောလို့ရှိရင်ထိပ်မှာသူ LED မီလေးလည်းပါတယ်ပေါ့နော်ဒီမှာစမ်းပြပေးမယ်သူ LED မီလေးလင်းနေတယ်ကျွန်တော်တို့အမှောင်ထဲမှာအကယ်၍ screw ချစ်တာတို့ပြူတာတို့ဆိုလို့ရှိရင်ပို့အဆင်ပြေတယ်သူ့ရဲ့ step ကပြင်အား3ခုပါမယ်နော်1 2 3ပေါ့နော်3ခုပါမယ်ရစ်တယ်ဒါ left ဒါ left ဒါ right ပေါ့နော်ဒါလေးပါတယ်နောက်ပြီးသွားလို့ရှိရင်သူ့မှာဆိုလို့ရှိရင်ပါသေးလဲဆိုလို့ရှိရင် screw bit လေးတွေပေါ့နော်screw bit လေးတွေပါမယ်နောက်ပါလို့ရှိရင်သူ့ရဲ့battery ကပေါ့နော်2000 mAh ပါတယ်ပေါ့နော် capacity သူရှိရပေါ့နော်နောက်ပြီးရင်အားသွင်းတဲ့အခါလဲသူက type C နဲ့အားသွင်းရတယ်နောက်ပေါ်လို့ရှိလို့ရှိရင်သူကပေါ့နော်အားသွင်းထားတယ်ဆိုလို့ရှိလို့ရှိရင် screw ပေါ့နော်600နီးပါးလောက်ကိုသူကအဖြုတ်တက်လုပ်နိုင်တယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်အကယ်ပေါ့နော်သူကပေါ့ဒီကျွန်တော်တို့ power တွေဘာတွေကုန်သွားလို့ကျွန်တော် manual လှည့်မယ်ဆိုရင်လည်း manual လှည့်လို့ရတယ်သူရဲ့ manual လှည့်နိုင်တဲ့အမြင့်ဆုံးအားတော့ဘယ်လောက်ရှိတယ်ဆိုလို့ရှိရင်8 nm ရှိတယ်ပေါ့နော်8 newton meter ရှိမယ်နောက်ပြီးသွားလို့ရှိရင်သူရဲ့ screw bit ပေါ့နော် screw bit ဆိုလို့ရှိရင်သူကဘာနဲ့လာတာလဲဆိုလို့ရှိရင် screw bit ကသူကဒီဟာလေးတွေပေါ့နော် screw bit ကသူ့ရဲ့ quality က S2 ပေါ့နော် steel ပေါ့နော်steel နဲ့လာတယ်နောက်ပြီးသွားလို့ရှိရင်သူဟာကခဏလေးเนาะကျွန်တော်တစ်ချက်ကြည့်လိုက်မယ်သူ့မှာဘာပါလဲဆိုလို့ရှိရင်ဒီဟာပေါ့နော် screw bit တွေက50 mm ရှိတာက4ခုပါမယ်နောက်ပေါ်လို့ရှိရင်25 mm ပေါ့နော်25 mm လေးတွေကကြတော့ဘယ်လောက်ပါလဲဆိုလို့ရှိရင်18ခုပါတယ်ပေါ့နော်18ခုပါမယ်ဟုတ်ပြီဆိုလို့ရှိရင်ဒီ screw bit တွေပြီးသွားပြီပြီးသွားတဲ့အခါကျလို့ရှိရင်သူ့ကိုကျွန်တော်တို့လှည့်ဖို့အတွက်ပေါ့နော်လှည့်ဖို့ဆိုလို့ရှိရင်ဘာပါလဲဆိုလို့ရှိရင် universal flexible shaft လေးလည်းပါတယ်ဗျ
ဒီကောင်လေးပေါ့နော်ဒီကောင်လေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဥမာအဖြစ်ပေါ့နော်တကယ်ကြီးပေါ့ဟို screw driver ဝင်လို့မရတဲ့နေရာတွေပဲကျင်းတဲ့နေရာတွေဆိုလို့ရှိရင်ဒီကောင်လေးနဲ့ကျွန်တော်တို့ကscrew driver လုပ်လို့ရတယ်ပေါ့နော်ဝက်ဘူးအရေးလှည့်လုပ်လို့ရတယ်ပေါ့နော်ဒါလေးကပို့ပြီးတော့အဆင်ပြေတယ်ကျွန်တော်တို့ဥမာအဖြစ် cabinet တွေပိုင်းလုပ်တယ်ဆိုလို့ရှိရင်တချို့နေရာလေးကအရန်ချင်းတော့ screw driver ဝင်လို့မရဘူးเนาะဝင်လို့မရရင်ဒီ shaft လေးနဲ့ကျွန်တော်တို့လုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ပြီchef လေးပါမယ်ပြီးကြလို့ရှိရင်သူဟာကဒီမှာပေါ့နော်အကယ်ကျွန်တော်တို့ကတူနေတယ်ပေါ့နော်တူနေတယ်ဆိုတော့မရောက်နိုင်ဘူးတချို့ screw driver တွေကဒီ screw bit မရောက်နိုင်တဲ့နေရာတွေရှိတယ်ပေါ့နော် screw bit မရောက်နိုင်တဲ့နေရာတွေရှိလို့ရှိရင် screw bit အတွက်ကိုမှဒီ screw driver ရှိမှာဒီကောင်ကိုကျွန်တော် adapter အနေနဲ့ခံပြီးတော့လေကျွန်တော်တို့ screw drive လုပ်လို့ရတယ်ပေါ့နော်ဒီဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာပြီးသွားပြီပေါ့နော်ဒီ screw driver လေးအကြောင်းကျွန်တော်တို့ပြီးသွားလို့ရှိရင်ကျွန်တော်နောက်တစ်ခုအနေနဲ့ကအခုနေနေက2ပေါ့နော်2ပါပါတယ် sorry where's the hammer မ2ပေါ့နော်2မှာကသူ့ရဲ့ cap လေးလည်းပါတယ်ဗျ2မှာကလေသူ့ cap လေးပါမယ်ပေါ့နော်2ရဲ့ဒီလို sorry 2ရဲ့ cap လေးလည်းပါတယ်ဟုတ်ပြီဒီ2ဆိုလို့ရှိရင်သူကထိတ်မှာဒီ rubber cover လေးပါမယ်ပေါ့နော်နောက်ပေါ်လို့ရှိလို့ရှိရင်ဒီမှာ V shape ပေါ့နော်တန်းနေပါတယ်ကျွန်တော်တို့နှုတ်လို့ရှိရင်နှုတ်လို့ရအောင် V shape ပါမယ်ပြီးကြလို့ရှိရင်ဒီကောင်ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ handling လုပ်တဲ့အခါမှာ grip လုပ်နိုင်အောင်ပေါ့နော် rubber band လေးနဲ့ rubber လေးနဲ့သူလုပ်ထားပေးတာဗျာကျွန်တော်တို့မချော်ထွက်ဘူးပေါ့နော်အဓိကနောက်ပေါ်လို့ရှိရင်ဒီကောင်ကဘယ်လိုခေါ်မလဲဆိုလို့ရှိရင် shock absorbing ပေါ့နော်ကျွန်တော်တုံခါမှုလဲဆုပ်ပေးနိုင်တဲ့ rubber ပုံစံမျိုးပေါ့နော်anti slip ဖြစ်တယ်ပေါ့နော်အဲဒီကောင် hammer လေးပါတယ်နောက်ပေါ်လို့ရှိရင်ဒီမှာကျွန်တော်တို့ဒီချိတ်လို့ရတဲ့နေရာပေါ့ဘယ်နေရာမှာဖြစ်တန်းနေဖြစ်ဖြစ်ဒီနေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ချိတ်လို့ရတဲ့ဟာလေးပါမယ်ပြီးကြလို့ရှိရင်ဒါကတော့2ပြီးသွားပြီ1 2 3ကလည်း handle လေးကတော်တော်လေးကင်လို့ကောင်းတယ် compact လည်းတော်တော်ဖြစ်တယ်ပေါ့နော်ဟုတ်ပြီ2ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဗာလေးရှိအောင်မလဲဆိုရင်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဘက်အချမ်းမှာရှိတဲ့ဟွာလေးပေါ့နော် washing လေးပေါ့နော် flexible jaw ပေါ့နော်ဒီကောင်ဆိုလို့ရှိရင် wash နေနဲ့ဆိုလို့ရှိရင်ဒီကောင်ကဘလောက်ဟွာထိရလဲဆိုလို့ရှိရင်ကျွန်တော်25ထိပေါ့နော်ကြက်လုံးထိကိုကျွန်တော်တို့ diameter ရမယ်နောက်ပေါ်လို့ရှိရင်ဒီကောင်ရဲ့အမြင့်ဆုံးဒီလှည့်နိုင်တဲ့အားဆိုလို့ရှိရင်230 nm ရှိမယ်ပေါ့နော်230 nm ရှိမယ်newton meter ပေါ့နော်အဲ့ကောင်ရှိမယ်ဒီကောင်လေးကလည်းတော်တော်လေး compact လည်းဖြစ်တယ်လှလည်းလှတယ်ပေါ့နော် stainless steel နဲ့ပဲပေါ့နော်ဟုတ်ပြီဒီကောင်လေးပြီးသွားလို့ရှိရင်နောက်တစ်ခုကဘာပါအောင်မလဲဆိုရင် player ကျွန်တော်တို့ player လေးပေါ့နော်player မှာဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဟိုဟာဖြတ်ဖို့ပေါ့နော်ဝါယာဖြတ်ဖို့အတွက်ဆိုပြီးတော့မှကျွန်တော်တို့ဒီကောင်လေးပါမယ်ပြီးကြလို့ရှိရင်ဒီကောင်ဝါယာကိုကျွန်တော်တို့ grip လုပ်တဲ့ဟာလေးပေါ့နော်ဝါယာကို holding လုပ်တဲ့ grip လေးပါမယ်နောက်ပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ပေါ့နော် player ကန်လို့ရှိလို့ရှိရင် auto ဟိုပြန်ကန်တဲ့ဒီ spring လေးလည်းပါမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်ဒီခေါင်းတွေပိုင်းညှက်လို့ရှိရင်ဒီခေါင်းနဲ့လည်းညှက်လို့ရတယ်ဒီနေရာပေါ့နော်ဒီ slot လေးနဲ့ကျွန်တော်ညှက်လို့ရမယ်ဒါက player လေးပေါ့နော်player ပြီးသွားတော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော် engineer တွေများသောအားဖြင့်အသုံးဝင်တာပေဘူးလေးပေါ့နော်ပေဘူးပါမယ်ပေဘူးဆိုလို့ရှိရင်လည်းသူ့ဟာလေးပေါ့တယ်ဗျပေဘူးလေးကလေပေါ့တယ်နောက်ဘာလို့ရှိရင်သူကရေချိန်လေးပါတယ်ပေါ့နော်ရေချိန်ပါတယ်ပေဘူးလေးသူ့ဟာကအော်တိုပေါ့နော်အော်တိုဟိုဟာဖြစ်လို့ရတယ်ဟာအော်တိုဟိုဟာ lock ပါပြီးသားပေါ့နော်ကျွန်တော်တို့တကယ်ဟိုဟာဖြစ်တော့မယ်တိန်းတော့မယ်ဆိုမှဒီမှာ adjust key လေးနဲ့ကျွန်တော်တို့ပြန်ပြီးတိန်းနိုင်လို့ရတယ်ပေါ့နော်ရှိမယ်ဟုတ်ပြီဒီကောင်ကဟိုဟာလို့တော့ပြောတယ်ဒီမှာရေးထားတဲ့ပုံရဆိုလို့ရှိရင်တော့ water resistant ပါတယ်လို့တော့ပြောတယ်နိုင်လွန်တော့နိုင်လွန်ကုတ်တက်ဖြစ်တယ်နောက်ပါလို့ရှိရင်သူ့ရဲ့ဒီဟိုဟာကြတော့ဒီပေဘူးရဲ့အရှည်ကကြတော့3 meter ရှိတယ်ပေါ့နော်water resistant ဖြစ်တယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ပေဘူးပြီးသွားလို့ရှိရင်sorry ထည့်တဲ့နေရာတွေကျွန်တော်တဲနေတယ်ပေဘူးပြီးသွားလို့ရှိရင်နောက်တစ်ခုကကြောင့်ကျွန်တော် alky လေးတွေပေါ့နော် alky လေးတွေပါတယ်ဒီမှာ alky ပေါ့နော် alky ပါတယ်ဆိုလို့ရှိရင်သူ့မှာက site က8ခုပါမယ်8ခုပါတယ်ပေါ့နော်8ခုပါမယ်ဟုတ်ပြီ hash ခုပေါ့နော်သူတို့ခေါ်တာ hash ခုမြန်မာပြည်မှာခေါ်တာတော့ဒီ alky ပေါ့နော်အဲ့ဒါပါမယ်နောက်တစ်ခုကကြတော့ဘာလဲဆိုရင်ဒါလည်းပါတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ထားလဲဆိုလို့ရှိရင်ဒီကောင်လေးကဒီမှာသူကလေးကတော့ဟိုလေးတော့ပါတယ်ကောင်လေးဖြုတ်လို့ရမယ်ဆိုရင်
ကောင်းလေးပေါ့နော်ဒါလေးပါမယ်ဒါ log နဲ့ပေါ့နော်နောက်ပေါ်လို့ရှိရင်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကောင်အစစ်ကလေးတွေပေါ့နော်အစစ်ကလေးတွေကကျွန်တော်တို့ပြန်ဖြစ်လို့ရတယ်ချိုးပြီးသုံးလို့ရတယ်ပေါ့နော်နောက်ပါရှင်သူ့ရဲ့ဟာဘယ်နှဆင့်ပါလဲဆိုလို့ရှိရင်8ဆင့်ပါတယ်ပေါ့နော်8ဆင့်ချိုးပြီးသုံးလို့ရမယ်နောက်ပြီးသွားလို့ရှိလို့ရှိရင်ဒီကောင်ကဘာဖြစ်လဲဆိုတော့ခုနကြိုးတွေပါဖြတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေါ့နော်ဒါမထုတ်ဖ ೇನೆ ပေါ့နော်ဒီထဲမှာကြိုးထည့်ပြီးတော့မှဖြတ်လို့ရမယ်ပေါ့နော်ဒါသူ့ရဲ့ function လေးတွေပေါ့နော်ဟုတ်ပြီသူ့ထဲမှာပါတဲ့ specification လေးတွေနဲ့ပါတဲ့ accessory လေးတွေကတော့ဒါတွေပဲပေါ့နော်ဟောလို့ရှိရင်ဒီမှာပေါ့နော်ဒီကောင်၄ခုခုနကျွန်တော်ပြောတဲ့ screw driver နဲ့တွဲသုံးရတဲ့ screw bit လေးတွေပေါ့နော်ကျွန်တော်အနေနဲ့ပြောရလို့ရှိရင်ဒီ Xiaomi ကဒီ Miji ကထုတ်တယ်ပေါ့နော်ဒီ accessory လေးတွေကအရန်ကိုဘယ်လိုခေါ်မလဲ minimalist ဖြစ်တယ် design ပိုင်းကလည်းအရန်မိုက်တယ်သုံးရဆွဲရလည်းအဆင်ပြေတယ်ဒီ Miji ကထုတ်ထားတဲ့ကျွန်တော်မှဆိုရင်ဘာတွေရှိတယ်ဆိုလက်သေးညက်ရှိတယ်ဘောပန်လည်းရှိတယ်ဘောပန်အစားရှိတယ်ပေါ့နော်ပြီးကြလို့ရှိရင်နောက်ပေါ်လို့ရှိရင်လေးစား measurement ရှိမယ်တော်တော်များများရှိတယ်ဗျာကျွန်တော်ဒီ Miji brand လေးကိုကျွန်တော်တော်တော်ကြိုက်လို့ပေါ့နော်ဟုတ်ဒါလေးတွေကတော့ကျွန်တော်ကားပေါ်မှာခီးသွားရင်ဆောင်ထားလေးရှိတဲ့2 box case လေးပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်